ဒီနေ့ကျွန်တော်မျှဝေခြင်းတဲ့အကြောင်းအရာကတော့တပြိုင်တည်းဖုန်း3လုံးကနေ6လုံးထိခေါ်ဆိုနိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ထုံးစံတိုင်းပဲ MPT အသုံးပြုတဲ့လူတွေအနေနဲ့ MPT4U application ကိုဖွင့်လိုက်မယ်။အောက်ဆုံးက service ဆိုတာကိုနှိပ်မယ်နော်။ဒီမှာ call service ဆိုတာလေးကိုထပ်နှိပ်မယ်။ပေါ်ဆုံးက conference call ဆိုတာလေးကိုဖွင့်လိုက်မယ်နော်။ OK ပေးလိုက်မယ်။ go back home နှိပ်မယ်နော်။ဒီမှာဆက်ဆက်ဟုပြသွားပြီ။ home ကိုတစ်ချက်တွားပြီးတော့ refresh ပြန်လုပ်မယ်။ကြာရင်ခုနလို service call service မှာ conference call မှာ on ထားပြီးတော့ဖြစ်သွားပြီเนาะအဲဆိုရင်ကျွန်တော်ဖုန်းဆန်းခေါ်ကြည့်မယ်မနော်နောက်တစ်လုံးအပေါ်ဖြစ်နေတယ်မနော်ဒီမှာ2ပါးကိုကျွန်တော်ပြန်ပြီးခေါ်ထားတယ်နော်နောက်တစ်ယောက်ထပ်ခေါ်နေတယ်ကျွန်တော်နေနေမယ်မနော်3ယောက်လုံးတော့ဒီခါပဲပြန်ပြီးခေါ်ထားတယ်နော်နောက်တစ်ခုက MPT4U တုံးတဲ့လူတွေအတွက် message ကနေရှောက်တဲ့နည်းဖြစ်ပါတယ် message ကိုနှိပ်မယ်အပေါင်းကိုနှိပ်မယ်1331ကို60ဆိုမှပို့မယ်နော်ဒီမှာဝန်ဆောင်မှုကိုအောင်မြင်စွာရှောက်ထားပြီးပါပြီဆိုရင်စာပြန်ပို့လာမယ်နော်အားလုံးစင်ပြေကြပါစေကျေးဇူးတင်ပါတယ်